မင်္ဂလာပါရှင်စိတ်မပြရဲ့ဟင်းချက်ဘလော့လေးတွေကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကျမကပေါ့နော်ဈေးကနေဝယ်လာတဲ့တရက်တီကိုစိုက်ရည်စိမ်ပြီးတော့စပြမယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါစပြဖို့ရအတွက်ပြီးရည်လေးဖြော်နေရဖြစ်ပါတယ်ကျမဖြော်နေတာတော့စိမ်ရိုင်းတော့မဟုတ်ဘူးရှင်သူကတော့ငါးအစုံပေါ့နော်အဲ့ဒါငါးအစုံမပြီးအဲ့ဒါကိုကြိုတယ်စနွင်းလေးထည့်ပြီးတော့ကြိုပြီးတော့ကျမအမရိုးတွေမပါအောင်လို့အရင်ငင်ပြီးတော့ယူတယ်အရင်ငင်ပြီးယူပြီးတဲ့ဟာကိုကျမနောက်တစ်ခေါက်ပြန်ကြိုမှာအဲ့အရီလေးကိုပဲမင်းကြော်ငပိရီပုံစံမျိုးပေါ့နော်လူလောက်စားကြည့်မှာလို့ကျမကတော့တိတ်တော့မစုံပဇွန်တစ်မျိုးတည်းနဲ့ပဲလှုပ်စားမှာသူများတွေကတော့မင်းကြော်ငပိရီဆိုလို့ရှိရင်တော့တိကျတဲ့အတိုင်းပဲဒင်းချင်းသီးတွေမြစ်တွေအစုံပါတယ်ပေါ့နော်ကျမတော့ဒါပဇွန်လေးတစ်မျိုးတည်းနဲ့ပဲဖြော်ပါမယ်ရှင်ပဇွန်ပထမဦးဆုံးကျမကအရင်လုံးလိုက်တာပေါ့နော်ပဇွန်လေးကိုအခွန်ခွာပြီးတော့မီးဖုတ်လို့ရှိရင်တော့ပို့ပြီးတော့မွေးတယ်ပဇွန်လေးတွေကိုလုံးထားပြီးမှအခုအရင်ငင်ထားတဲ့မပီးရည်ထဲမှာထည့်ပြီးတော့ကျမကြိုလိုက်တယ်အဲ့ချိန်မှာအချို့မုံလေးနည်းနည်းထည့်တယ်အဲ့ချိန်မှာကျမကငရုတ်သီးနဲ့ကြက်သွန်ဖြူနဲ့ထောင်းထားတာလေးကိုထည့်ပါမယ်ပို့ပြီးတော့မှုေးပြီးတော့ဆက်အောင်လို့ငရုတ်သီးအလှော်မောင်လေးကိုထပ်ထည့်ပါတယ်ကျမအဲ့လိုနန်းနန်းမင်းလေးထည့်အားကြိုက်တယ်မပြီးရည်မှာလေကဲခုကတော့ကျမတို့မမေရနဲ့ရမင်းစားပြမှာပဲဖြစ်ပါတယ်ဒါတော့တရသီးစားရည်စိမ်ပေါ့နော်ကျမဈေးတွေကနေဝယ်လာပြီးတော့စိမ်ထားတဲ့ဟာလေးအဲ့ဒါလေးကိုကျမကျွတ်မကျွတ်စမ်းစားပြမဲလို့ပြောထားတာလေအဲ့ဒီခုတခါတည်းစားပြလိုက်မယ်နော်ကျမရုပ်ကလေးကတော့တိခံကြည့်ရှုပေးပါရှင်ကျမကချက်ပြုတ်ပြီးချင်းတန်းပြီးတော့လို့သမင်းစားဖို့ပြင်လိုက်တာဆိုတော့ရုပ်ကလေးကိုတိခံပြီးကြည့်ရှုပေးပါရှင်တရက်